အားလုံးပဲမင်္ဂလာပါတူရီဝင်နာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်10ရက်2လ2026အင်္ဂါနေ့အတွက်ဗီဒီယိုကိုပြောပြပေးချင်ပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်အင်္ဂါနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနိုင်နေပုံကနေကိုအရင်ဆုံးပြောပြပေးချင်ပါတယ်အင်္ဂါနေ့မနက်ပိုင်းအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရွေးထုတ်ထားတဲ့အချိန်က3:05အချိန်ဖြစ်ပါတယ်1469နဲ့ကတ်မှာဖြစ်ပါတယ်ဗျ3:05အချိန်ကို1469နဲ့ကတ်ပြီးတော့ကျွန်တော်ရွေးထုတ်ထားတဲ့ပုံကနေ၈ကွက်ကတော့31 34 36 39 5154 5659ဆိုပြီးတော့ပေါင်ကနေ၈ကွက်ရွေးထုတ်ပေးထားပါတယ်ဒါကတော့အင်္ဂါနေ့မနက်ပိုင်းအတွက်အချိန်နေကက်ကနေပေါင်ကနေဖြစ်ပါတယ်ဗျအင်္ဂါနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးမိုင်နှလုံးကတော့35လုံးမိုင်ဖြစ်ပါတယ်35လုံးမိုင်ဖြစ်ပါတယ်ဗျအင်္ဂါနေ့နေကုန်မထိမပေါက်ခီးသုံးလုံးကတော့3.12ကီးဖြစ်ပါတယ်3.12ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါအင်္ဂါနေ့မှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးအများကြီးတင်ပါတယ်ခုနှစ်ရက်သားသမီးများအပူတွေရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျာနော်